ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Nash ပါဒီနေ့မှာတော့ကျွန်တော်ကိုဂျိုဂျိုနဲ့ပတ်သက်ပြီးလာမေးထားတဲ့မေးခွန်းတွေအားလုံးကိုဖြေပေးပါမယ်အားလုံးတော့မဟုတ်ဘူးပေါ့သိရမလားဆိုတော့ဘာကြောင့်ကျွန်တော်ဒီလိုလုပ်နေရလဲဆိုတော့ကျွန်တော်တို့ရဲ့ကျောင်းတော်ကြီးကမကြမီပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက်နောက်ပိုင်းကျရင်ကျွန်တော်ဗီဒီယိုကိုနှစ်ပတ်မှတစ်ပုတ်လောက်ပဲတင်ပေးနိုင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တက်နိုင်တယ်မြဒီမေးခွန်းတွေကိုကျောင်းမဖွင့်ခင်အတက်နိုင်ဆုံးမြန်မြန်ဖြေပေးပါမယ်ပြီးတော့ကျောင်းဖွင့်ရင် comment တွေကိုလည်းတစ်ပတ်တစ်ခါလောက်ပဲ reply ပြန်တော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကျောင်းမဖွင့်ခင်ကိုရတော့မှာဖြစ်ပါတယ်စကားများမနေဘဲနဲ့စလိုက်ကြအောင်ပထမဆုံးမေးခွန်းကတော့ TikTok ကမေးထားတာပေါ့နော်မေးထားတာတော်တော်ကြာပြီမေးထားတာဘယ်လိုလဲဆိုတော့သိကျင်တာလေးရှိလို့ stand တွေကလူတစ်ယောက်ချင်းစီကနေဖြစ်တည်လာတာလားဒါမှမဟုတ် stand တွေကဟိုးရင်တွေကတည်ရှိလာတာလားပြီးတော့ Diego Brando ဆိုသူ့ရဲ့ stand က DOC မှာလည်းရှိလာတယ်ဆိုတော့သူမေးထားတာအရဆိုရင် stand တွေကဟိုးရင်တွေကတည်ရှိလာလားဆိုတော့အဖြေက no ပါ stand တွေကဥက္ကာခဲတစ်လုံးကဘာပေါ်မကျလာခင်အထိမပေါ်လာသေးပါဘူးဆိုတော့ဥက္ကာခဲမှာက virus တစ်မျိုးပါလာပါတယ်အဲ့ဒီ virus ကလူတွေကိုကူးစက်သွားတယ်အချို့ကတေပြီးတော့အချို့ကကြတော့ stand user တွေဖြစ်သွားတယ်ပေါ့အဲ့လိုကနေပြီးတော့ဥက္ကာခဲအပိုင်းစားတွေကနေ stand error တွေလုပ်တယ်အဲ့ဒါကြောင့်ပဲကဘာတဝမ်းမှာ stand user တွေပေါ်လာတယ်ပေါ့ဗျာဆိုတော့ stand ဆိုတာက spirit power ကို natural phenomenon တစ်ခုနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကနေပြီးတော့ဆွဲထုတ်လိုက်တဲ့သဘောပါပဲလူတစ်ယောက်နဲ့တစ်ယောက်က stand တွေကွဲပြားကြတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ stand တွေကလူတွေရဲ့ personality ဒါမှမဟုတ်စိတ်တဘောထားတွေပေါ်မူတည်ပြီးတော့ဖြစ်တည်လာတာမို့လို့ပါအချို့ stand တွေဆိုရင်ကိုယ်စိတ်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတာရှိတယ်အချို့ကြတော့အမုန်းတရားကနေဖြစ်ပေါ်လာကြတယ်အချို့ stand တွေကြတော့ကိုယ်ပိုင် personality ရှိကြတယ်အချို့ကကြတော့ကောင်းကျိုးပေးတယ်အချို့ကကြတော့ကောင်းကျိုးမပေးကြပါဘူးဒါတွေအားလုံးက stand user တွေပေါ်မူတည်ပြီးတော့ဖြစ်တည်လာတာပါဆိုတော့ stand တွေကဥက္ကာခဲကြွေကြလာလို့ဒါမှမဟုတ် natural phenomenon တစ်ခုကြောင့်ဖြစ်ပေါ်လာခဲ့တဲ့အတွက်ဟိုးရင်တွေကရှိခဲ့တယ်လို့ပြောရင်တဝက်ပဲမှန်ပြီးတော့ data တွေးရင်တော့ no ပါဆိုတော့ပါ7ကနေပါ9မှာကြတော့ကျွန်တော်တို့ stand တွေက Saiyan Corps တွေကနေစတင်ပြီးတော့ပေါ်ပေါက်လာခဲ့ပါတယ်အရာဂီရဲ့ပြောစကားအရဆိုရင်ပါ7အစလို့ပါ9အထိမှာ Joestar family, Higashikata family နဲ့ Rock Human တွေအားလုံးက stand user တွေဖြစ်ကြတယ်လို့ပြောကြပါတယ်နောက်တစ်ခုကကြတော့ timeline ကွဲထွက်သွားပြီဖြစ်တဲ့အတွက် Diego နဲ့ Dio ကဘာမှတော့မဆိုင်တော့ပါဘူးဒုတိယမေးခွန်းကကြတော့ harmonic spin ဘယ်အပေါ်ကျန်းလဲဆိုတာပါဒါကကိုယ့်ရဲ့အမြင်ပေါ်မူတည်ပြီးတော့အဖြေကအမျိုးမျိုးကွဲထွက်သွားနိုင်ပါတယ်ကျွန်တော်ရဲ့အမြင်မှာတော့ spin ကပိုကျန်းတယ်လို့ပြောရင်လည်းမမှားပါဘူးဆိုပေမဲ့ harmon ကလည်းသူ့နေရာနဲ့သူကျန်းပါတယ် harmon ဆိုတာကအသက်ကိုနီးစနစ်မှန်မှန်ရှူပြီးတော့ခန္ဓာကိုယ်အတွင်းမှာ sunlight energy တွေကို produce လုပ်နိုင်တယ်အဲဒါကြောင့်မို့လို့ harmon user တွေကပုံမှန်လူတွေထက်ပိုပြီးနုပြိုတယ်ပြီးတော့တာမန်လူတွေထက်ကျော်လွန်တဲ့ agility နဲ့ strength တွေကိုလည်းရရှိစေတဲ့ technique တစ်ခုဖြစ်ပါတယ် harmon နဲ့ရေတွေကိုကြောက်ခဲလိုမှအောင်လုပ်နိုင်တယ်ရေပေါ်မှာလမ်းလျှောက်နိုင်တယ်နိုင်ရန်ပေါ်မှာတွေ့တတ်နိုင်တယ်ပစ္စည်းတွေထဲမှာပါထည့်သုံးနိုင်တယ်မို့လို့သုံးရင်သုံးတတ်တယ်လို့ harmon ကအသုံးဝင်ပါတယ်ပြီးတော့ sunlight energy တွေကို generate လုပ်ပေးနိုင်တာမို့လို့ harmon က vampire နဲ့ pelaman တွေကိုချတဲ့ညမှာအရန်သုံးဝင်ပါတယ်ပြီးတော့ harmon က foundation တစ်ခုဖြစ်ပြီးတော့အသုံးပြုသူရဲ့ strategy နဲ့ technique တွေပေါ်မူတည်ပြီးတော့အစွမ်းနေမျိုးထွက်လာနိုင်ပါတယ်ဥပမာ Joseph ဆိုရင် overdrive သုံးနိုင်တယ် Caesar ဆိုရင် barbell blaster သုံးနိုင်တယ်အဓိက strategy နဲ့ technique ပါပဲ spin ကကြတော့ person ဘက်မှာစတွေ့ရပြီ Zeppeli family ရဲ့ technique တစ်ခုဖြစ်ပါတယ် Zeppeli family က gyroscopic rotation ကိုအခြေခံပြီးတော့အရာဝတ္ထုတွေကိုလဲပတ်စေပြီး spin energy ကိုလက်နက်အဖြစ်အသုံးပြုပါတယ်ဥပမာ steel ball လိုမျိုးပေါ့ spin နဲ့ခန္ဓာကိုယ်အတွင်းက data အချက်လက်တွေကိုပါချိန်ညှိပေးနိုင်ပါသေးတယ်ဥပမာတွေးလည်ပတ်မှုတွေနဲ့အာရုံကြောတွေပေါ့ပြီးတော့ spin ကိုသုံးပြီးတော့လူတွေရဲ့အဓိကအားနည်းချက်နေရာကိုပစ်ပြီး paralyze ဖြစ်အောင်ပါလုပ်နိုင်ပါသေးတယ်ပြီးတော့နောက်ထပ် spin ရဲ့ next level ကတော့ golden spin ဒါမှမဟုတ် golden rotation လို့ခေါ်ပါတယ်ဒါကိုအသုံးပြုဖို့ဆိုရင်မြင်းကောင်ရဲ့အားကိုအသုံးပြုပြီး spin ကို golden rectangle ပုံစံအတိုင်းမြင်းပေါ်မှာလဲပတ်စေပြီးအသုံးပြုမှရပါလိမ့်မယ်ဆိုလိုချင်တာကမြင်းထဲမှာအသုံးပြုလို့ရမှာပါ golden spin ကဘာထူးခြားသွားလဲဆိုတော့လူတစ်ယောက်ကိုဓာတ်ရိုက်ထိစရာမလိုဘဲနဲ့ damage ပေးနိုင်သွားပါတယ်ပြီးဒါအပြင် dimensional attack တွေ space time target တွေကိုပါလုပ်နိုင်ပါသေးတယ်နောက်တစ်ခုကတော့ infinite rotation ဒါကတော့ Johnny Josa က Gyro ရဲ့တင် जा ပေးမှုကြောင့်ရရှိလာတဲ့ ability တစ်ခုဖြစ်ပါတယ်ဒါကသူ့ရဲ့ stand ability နဲ့ golden rotation ကိုပေါင်းထားတဲ့ ability တစ်ခုဖြစ်ပါတယ်infinite rotation ကအဆုံးမရှိတဲ့ rotation နဲ့ energy ကို generate လုပ်ပေးပြီးတော့ထိသမျှအရာအလုံးကိုအဆုံးမရှိလဲပတ်စေတာမလို့ dimensional attack တွေ space time target တွေနဲ့ regenerated destruction တွေကိုပါလုပ်နိုင်ပါတယ်ဆိုတော့ကျွန်တော်အမြင်မှာဆိုရင် spin က harmon ထက်ပိုကျန်းပြီးတော့စောက်ထားကြတယ် harmon ကကြတော့ spin ထက်ပိုပြီးအသုံးဝင်ပါတယ်ဆိုတော့ဒါပါပဲတတိယမေးခွန်းကကြတော့မြင်တဲ့အတိုင်း cast နဲ့ pelaman တွေနဲ့ stand user တွေချရင်ဘာဖြစ်မလဲဆိုပြီးတော့မေးထားတာဖြစ်ပါတယ်ဒါကတော့ cast နဲ့ pelaman တွေနဲ့ချမယ် stand user ပေါ်မူတည်ပြီးတော့တိုက်ပွဲရဲ့ရလဒ်ကကွာခြားသွားနိုင်ပါတယ် pelaman တွေက regeneration ဆောင်ရွက်ကောင်းပြီးအခြား ability တွေလည်းအများကြီးရှိပါတယ်အဲဒါကြောင့်မို့လို့ pelaman တွေကပုံမှန် stand user တွေနဲ့တွေ့ရင်တော့အေးစစ်စစ်အနိုင်ယူနိုင်ပါတယ်ဒါပေမဲ့ Jorono တို့ Johnny တို့လိုမျိုးကောင်းတွေနဲ့တွေ့ရင်တော့စပြဿနာတက်နိုင်ပါတယ်စရုပ်တမေးခွန်းကတော့တဟန်းအကြောင်းမေးထားတာဖြစ်ပါတယ်တဟန်းရဲ့ ability ကတော့သူ့ရဲ့ညာဘက်လက်နဲ့ဘယ်ရအောင်မဆိုဖြတ်နိုင်တာဖြစ်ပါတယ်ကြောက်ဖို့ကောင်းတဲ့ stand လည်းဖြစ်ပါတယ်လေဟာနယ်ကိုဖြတ်ပြီးတော့ object တွေကိုကိုယ်စီရောက်လာအောင်ဆွဲခေါ်လို့ရပါတယ်ပြီး
ပြီးတော့ကိုနိုင်ရွေးရှားဖို့အတွက်လည်းသုံးလို့ရပါတယ်ပြီးတော့အိုခူယာစုတာညံကောင်းရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးကျွန်တော် TikTok မှာတွေ့ပါသေးတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကသူတာညံကောင်းသွားရင်တော်တော်ကြမ်းသွားမှာဆိုပေမဲ့သူ့ရဲ့လုံနိုင်စွမ်းတွေကတော့အကန့်အသတ်တွေရှိပါတယ်ဥပမာဂျိုတာရိုကအချိန်ရက်ပြီးတော့ညာဘက်လက်ကိုဖျက်လိုက်ရင်ဘာမှလုပ်လို့မရတော့ပါဘူးဆိုတော့ပစ္စမမြောက်မေကုန်းကိုဖြည့်ပေးပါမယ်ပစ္စမမြောက်မေကုန်းကဘာမေးထားလဲဆိုတော့ test အကြောင်းမေးထားတာဖြစ်ပါတယ်ဆိုတော့ test at 1ကလက်သေးတွေကိုလက်ပတ်စီပြီးတော့ကြီးစံတွေလို့ပြင်နိုင်ပါတယ်ပြီးရင်ပြန်ပေါက်လာပါတယ်test at 2ကကြတော့ general lesson ကနေပြီးတော့ evoke ဖြစ်လာတာပါ nature ကို throughout လုပ်ပြီးတော့ golden spin ကို stand မှာအသုံးပြုနိုင်လာလို့ evoke ဖြစ်သွားတာဖြစ်ပါတယ်ပြစ်လိုက်လို့ရှိရင်အဆုံးမရှိလဲပတ်နေတဲ့ hole တစ်ခုဖြစ်သွားစေပြီးတော့ enemy ကို tracking လုပ်ပြီးတိုက်ခိုက်လို့ရပါတယ် test at 3ကကြတော့ Johnny အနေနဲ့ရွေးချယ်စရာမရှိလို့ကိုပြစ်လိုက်တဲ့အချိန်မှာဖြစ်ပေါ်လာတာဖြစ်ပါတယ်ဘာမှမဆိုင်ဘူးလို့ထင်နေကြပါလိမ့်မယ်ဒါပေမဲ့ဒါကကြီးစိတ်ရဲ့အကြံပေးမှုကြောင့်မို့လို့ evoke ဖြစ်လာတာဖြစ်ပါတယ်ဘာတွေထပ်ပြီးတော့လုံနိုင်သွားလဲဆိုတော့ခုနကအဆုံးမရှိလဲပတ်နေတဲ့ hole တဲ့ကိုတိုင်းဝင်လို့ရသွားပါတယ်ဟိုးတဲ့ဝင်ပြီး surface မျိုးစုံပေါ်တွားနိုင်ပြီးတော့ omni directional attack တွေလုပ်နိုင်ပါသေးတယ်ကိုတိုင်းက spin ဖြစ်သွားတဲ့သဘောပါပဲ test f4 ကကြတော့မြင်းကောင်ရဲ့အားနဲ့ golden reticle မှာ golden ratio ကိုရလာပြီးတော့အဲ့ဒီ golden ratio က test ကို infinite energy တွေပေးပါတယ်အဲ့ဒီ infinite energy ကို spin မှာပြန်သုံးပြီးတော့ infinite rotation ဖြစ်လာပါတယ်အဲ့ဒီ infinite rotation ကြောင့်ပဲကျွန်တော်တို့ test f4 ဆိုပြီးတော့ဖြစ်လာတာဖြစ်ပါတယ် infinite rotation နဲ့တစ်ချက်ထိုးမိလိုက်တာနဲ့ခန္ဓာကိုယ်တစ်ခုလုံးကအဆုံးမရှိလဲပတ်နေပြီးတော့နောက်ဆုံးမှာတည်သွားမှာဖြစ်ပါတယ် test f4 က infinite rotational force ကို generate လုပ်နိုင်တဲ့အတွက်ကြောင့်မို့အချိန်ရက်ထားရင်တောင်မှအနည်းငယ်ရွေးရှားနိုင်ပါတယ်ပြီးတော့ rotational force နဲ့ဘယ်ရအောင်မဆိုနှစ်ချမ်းဆွဲပြနိုင်ပါသေးတယ်ပြီးတော့ infinite rotational force ကိုလက်သေးမှာထည့်ပြီးတော့ပြစ်လို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်